အားလုံးပဲမင်္ဂလာပါခင်ဗျာကြာသပတေးနေ့မနက်ပိုင်းမှာဆိုလို့ရှိရင်လည်းချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိနေပါသေးတယ်ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့ပွဲစဉ်အပြင်ကိုပဲရစ်ဆန်ဂျာမိန်နဲ့ကျွန်တော်တို့လီဗာပူးအသင်းတို့ဒါချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်တွေအဖြစ်ရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ SNTV မှာတော့ကျွန်တော်ဒီနေ့ free ပွဲစဉ်တစ်ပွဲအဖြစ်ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့ပွဲစဉ်ကိုဒါပွဲကြိုသုံးသက်ခံမှန်းရွေးချယ်မှုလေးပြုလုပ်ပေးခြင်းပါတယ်မနေ့ကလည်း Sporting Lisbon နဲ့ Arsenal အသင်းရဲ့ပွဲစဉ်ကိုကျွန်တော် live မှာကိုအောက်ရွေးချယ်ပေးခဲ့တာအားလုံးပဲ okay ကြမယ်လို့ထင်ပါတယ် Mama Group မှာဆိုလို့ရှိရင်လည်းဒါ၄ရက်ဆက်အပေါင်းတွေထွက်ထားခဲ့ပါတယ်ဆိုတော့ Mama Group ကပေါ့နော်ညီကိုတွေလည်းအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ဒီနေ့မှာလည်း Barcelona နဲ့ Atletico Madrid အသင်းရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးပြီးတော့ပေါ့နော်ကိုညီကိုတွေအဆင်ပြေအောင်လို့ကျွန်တော်စူးစမ်းထားပါတယ်ကျွန်တော်ရွေးချယ်မှုလေးကိုဒါအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာOkay ဆိုတော့ဒီနှစ်သင်းကလည်းဒါဒီယာစီမှာဆိုလို့ရှိရင်ရေစက်တော်တော်လေးစုံနေတယ်ကိုပါဒယ်ရီမှာလည်းတွေးဆုံခဲ့တယ်အဲ့ဒီတုန်းကတော့အက်တလက်တီကိုကဘာစီလိုနာကိုကြော်ဖြတ်ခဲ့တာမျိုးရှိတယ်ပူပူနွေးနွေးဒါလာလီဂါပွဲစဉ်မှာနောက်ဆုံးရှင်းမြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့အိမ်ကွင်းမှာဘာစီလိုနာက 1-2 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်လက်ရှိမှာလည်းဒီလာလီဂါအသင်းကြီးနှစ်သင်းကချန်ပီယံလိကွာတာဖိုင်နယ်အဆင့်မှာဒါတွေးဆုံနေတယ်ပထမအကြောကတော့ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းမှာရှင်းမြန်ကစားရမှာဆိုတော့စိတ်ဝင်စားမှုကောင်းတဲ့အပြင်ကိုဒါပြိုင်ဆိုင်မှုပြင်းထန်တဲ့လာလီဂါအဓိကပြိုင်ဘက်နှစ်သင်းတိုးတော့အစင်လာအရကြည့်မယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းဒါနျူကန်ကွင်းမှာဆိုလို့ရှိရင်တော့ဘာစီလိုနာကပဲအက်တလက်တီကိုမက်ဒရစ်အသင်းပေါ်ကိုတော်တော်လေးအသာရရှိထားတယ်ဆိုတော့အစင်လာအရဘာစီကပို့ပြီးတော့တာတယ်လို့ပြောရမှာလည်းဖြစ်တယ်လက်ရှိမှာလည်းဘာစီလိုနာကအိမ်ကွင်းအသာချက်ရှိတဲ့အပြင်ကိုလူစင်းအရာလည်းလမိုင်းရမယ်လို့ကစားသမားမျိုးတွေဝိုင်းတိုက်စစ်မှုလေဝမ်ဒေါစကီဦးဆောင်လာမဲ့အခြေအနေမျိုးတွေခံစစ်မှာဆိုလို့ရှိရင်လည်းဒါခွန်တယ်ပြန်ပါဝင်လာတဲ့အနေအထားတွေနဲ့လူစင်းရလည်းတာနေတာဖြစ်တဲ့အတွက်အပေါ်သင်းအဖြစ်ရှိနေပြီးတော့လူကြိုက်များလာနိုင်ပေါ်ရှိတယ်ပူပူနွေးနွေးလည်းကျွန်တော်ရှေ့ရပြောသလိုတီကိုကွင်းမှာတော့ဘာစီလိုနာကဒါအဝေးကွင်းကနေနိုင်ထားတာမျိုးရှိတယ်ဆိုတော့အက်တလက်တီကိုမက်ဒရစ်သင်းရဲ့ current form ကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့3ပွဲကတော့ရလက်ပိုင်းမကောင်းတာဘူး form အောက်နေတယ်လို့တော့ကျွန်တော်သုံးသပ်လို့ရပါတယ်ဒါစပါတင်နဲ့ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာတော့သူ့အနေနဲ့ရှုံးတယ်တိုးတော့ဒီဆင်းကိုသူတက်ရောက်နိုင်တယ်ပြီးတော့လာလီဂါနှစ်ပွဲဆက်မှာဆိုလို့ရှိရင်တော့တကယ်ဂျိုင်းယန်အသင်းအနေနဲ့သူရှင်ပြိုင်ကစားရတယ်ဒါရီယယ်မက်ဒရစ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းရီယယ်အင်ကွင်းမှာဒါ 3-2 ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနေခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကတော့ဘာစီလိုနာနဲ့ပေါ့နော်ဆိုတော့လက်ရှိအက်တလက်တီကိုမက်ဒရစ်ရဲ့အခြေအနေကိုကြည့်မယ်ဆိုအဝေးကွင်းကခြေစွမ်းမိုင်းရပေါ့လက်ရှိမှာတိတ်အားရစရာတော့မကောင်းဘူးတိုးတော့လူစင်းရကြည့်မယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာကိုကောင်းကောင်းရှင်နိုင်တဲ့လူစင်းမျိုးကိုပိုင်ဆိုင်ထားတယ်ဆိုတော့ဂိုးသမားရန်အိုဘလက်ကတော့ပါဝင်ဖို့ဝိုင်းဂိုးသမားရန်အိုဘလက်ကတော့ပါဝင်ဖို့မသေးကြပါပဲကျန်တဲ့ကစားသမားတွေကတော့အဆုံရှိနေတယ်အင်ပြအားပြရှိနေတိုက်စစ်ပိုင်းမှာဝိုင်းတိုက်စစ်မှုခရစ်မန်အေဗရက်စ်တို့ရှိနေမယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းကိုခီလော်ရန်တီလိုကစားသမားမျိုးတွေရှိမယ်နောက်တန်းမှာဆိုလို့ရှိရင်လည်းဟာကိုရိုကအစအကုန်လူဆုံနေတာမျိုးတော့ရှိတယ်တစ်ဖက်ကကျွန်တော်ဘာစီလိုနာဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းမှာရှေ့ရပြောလို့လီဝမ်ဒေါစကီပါလာမယ်ဘယ်တောင်မှမှာတော့ Rafinha ကတော့ injury ပြဿနာကြောင့်လွဲချော်ဖို့ရှိနေတိုးတော့ Rashford ရှိနေသေးတယ်ညာချမ်းမှာကတော့လမိုင်းရမယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်း Pedri လိုကစားသမားမျိုးတွေLopez လိုကစားသမားမျိုးတွေဥဆောင်လာမှာဖြစ်တဲ့အတွက် Barcelona ကတောင့်တင်းတယ်ဂိုးသမားကလည်း Garcia ပွဲထွက်လာမယ်ကျွန်တော်တို့ခံစစ်မှာဆိုလို့ရှိရင်လည်း Conte Kubasi Martin အစရှိတဲ့ကစားသမားတွေပေါ့နော် Cancelo တို့ကအစပြန်ပါဝင်လာမှာဖြစ်တဲ့အတွက်ကိုနှစ်သင်းစလုံးကတော့အတောင့်တင်းဆုံးလူစင်းနဲ့ဒါရင်ဆိုင်ကြမဲ့ပွဲစဉ်ဆိုတော့တော်တော်လေးတော့ကြည့်လို့ကောင်းမှပွဲစဉ်ပါပဲဆိုတော့ဒီလိုအနေထားမှာဘာစီလိုနာကတော့အသင်းကြီးဖြစ်တဲ့အင်္ဂလိပ်အသာချက်ရှိတဲ့အတွက်ကိုအာရှဈေးကွက်ရဲ့ဖွင့်လှစ်မှုအရာတော့ 1-30 အကျော်ပေးလာပါတယ်ကိုပေါင်းကြီးအရာတော့3-100ဆိုတာမျိုးဖွင့်လှစ်ပေးထားပါတယ်โอเคဆိုတော့လက်ရှိဘာစီလိုနာရဲ့အကျော်ပေးမှုကတော့လိုရာထပ်ပိုပြင်းရှနေလို့ကျွန်တော်ယူဆတယ်ဆိုတော့နှစ်သင်းရဲ့ဂျားထဲမှာလာလီဂါအသင်းနှစ်သင်းဖြစ်တဲ့အတွက်အရင်ကကွာဟာချက်တော့မရှိဘူးတိုးတော့ဘာစီလိုနာကတော့အဆအသာရာတာလွန်နေတာမျိုးတော့ရှိတယ်တိုးတော့ကျွန်တော်လာလီဂါမှာပေးတဲ့ခြေတန်းနဲ့ချက်ရှင်ကြည့်မယ်ဆိုလို့ရှိရင်လာလီဂါဘာစီလိုနာအသင်းရဲ့အင်ကွင်းမှာတွေ့ဆုံတော့အက်တလက်တီကိုမက်ဒရစ်အသင်းကို 1+50 ဆိုတာမျိုးအကျော်ပေးခဲ့တယ်အဲ့တုန်းကလည်းဘာစီလိုနာအနိုင်ရရှိသွားခဲ့တယ်နောက်တစ်ချက်ကိုပါဒယ်ရီမှာတွေ့တုန်းကတော့ဘာစီလိုနာကပိုပြင်းတဲ့ခြေတန်းမျိုးပေးခဲ့တယ်အဲ့ဒီတုန်းကပထမအကျော်မှာတီကိုကွင်းမှာကစားခဲ့တဲ့ပွဲစဉ်မှာတီကိုက4-0နဲ့နိုင်ခဲ့တာကြောင့်ဘာစီလိုနာကွင်းမှာပြန်တွေ့တဲ့အခြေအနေမျိုးမှာလာလီဂါပွဲစဉ်တုန်းကခြေတန်းထပ်ပိုပြင်းတဲ့ခြေတန်းမျိုးကိုဘာစီလိုနာအကျော်ပေးခဲ့တယ် 1-50 ဆိုတာမျိုးအကျော်ပေးခဲ့တယ်အဲ့ဒီပွဲစဉ်မှာလည်းဘာစီလိုနာက3-0နဲ့အနိုင်ရရှိသွားခဲ့တယ်ဆိုတော့ကျွန်တော်နောက်ဆုံးဘာစီလိုနာအိမ်ကွင်းမှာတွေ့ဆုံခဲ့တဲ့နှစ်ကြိမ်စလုံးကိုကျွန်တော်နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်တော့အများဆုံးပေးခဲ့တာက1-50 ဆိုတာမျိုးအကျော်ပေးခဲ့တယ်
ဆိုတော့လက်ရှိမှာချန်ပီယံလိပွဲစဉ်နှစ်သင်းလုံးအတွက်အရေးကြီးတဲ့အခြေအနေမျိုးမှာဘာစီလိုနာက1-30ဆိုတာကတော့ပြင်းရှားတဲ့ဘက်ကိုတွားတယ်လို့ပြောရမှာလေဖြစ်တယ်ဆိုတော့ကျွန်တော် Real Madrid အသင်းနဲ့နိုင်ရှင်ကြည့်ရအောင် Real Madrid အသင်းနဲ့ Barcelona အသင်းကကြေးတန်းအရာတိတ်မကွာဘူးသူဆို Barcelona ကကြေးတန်းအရာ30လောက်ပို့ပြီးတော့မြင့်တယ်ဆိုတော့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ Real Madrid အသင်းရဲ့အင်ကွင်းမှာ Atletico Madrid အသင်းကို Real Madrid က1+90အကျော်ပေးခဲ့တာနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လက်ရှိ Barcelona ပေးရတဲ့အကျော်ပေးမှုကတော်တော်လေးပြင်းတဲ့ဘက်ကိုသွားရတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ကြေးပြင်းတိုင်းလဲတန်တရားရှိတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီပွဲစဉ်ကလာလီဂါပွဲစဉ်တုန်းကလိုမျိုး Real Madrid 1+90ပေးတဲ့အနေထား Barcelona ကတီကို1+50ပေးတဲ့အနေထားနဲ့ဆိုဒီပွဲစဉ်မှာလည်း Champions League ပွဲစဉ်ဖြစ်တဲ့အတွက်ကို Barcelona အနေနဲ့1+50လောက်ဖွင့်ပေးလို့ရတယ်သို့မဟုတ်1+1လောက်ဖွင့်ပေးလဲရတယ်ပေါ့နော်လက်ရှိမှာ1-30ဆိုတာကတော့တော်တော်လေးတော့ပြင်းရှာတယ်ဒါကလည်းအစင်လာအရဘာစီလိုနာကထိတိုက်တွဆုံနိုင်တာနေတာလည်းတကြောင်ပူပူနွေ့နွေ့အနိုင်ရရှိထားတာလည်းတကြောင်ပေါ့နော်ကြေးပြင်းနေဆိုတော့ဘာစီကိုနေချင်းအောင်ဘူကီရီဆွဲခေါ်နေလို့တော့ကျွန်တော်တို့ယူဆတယ်ဆိုတော့ဂိုးပေါင်းကြေးရကြည့်မယ်ဆိုလို့ရှိရင်လည်း3လုံး-100ဆိုတာကပြင်းရှာတာဖြစ်တဲ့အတွက်ဘာစီလိုနာတသင်းနဲ့သွင်းမဲ့ဂိုးတွေလို့တော့ကျွန်တော်မယူဆဘူးအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့သွင်းဂိုးတွေကိုလည်းထည့်တွက်ထားတယ်လို့တော့ကျွန်တော်တို့ယူဆတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဘာစီလိုနာအသင်းရဲ့ကြေးတန်းကလိုရာထက်ပိုပြင်းနေတဲ့အတွက်ပေါ့နော်ကျွန်တော်သိတော့သဘောမကျဘူးဒါကြောင့်ကျွန်တော်အဝေးကွင်းကအက်တလက်တီကိုမက်ဒရစ်ဘော်ရီနဲ့တော့ရင်ခုန်ချင်တာမျိုးရှိပါတယ်ဘာစီလိုနာအသင်းနိုင်သွားမယ်ဆိုလို့ရှိရင်တော့မှဂိုးပြတ်သွားမယ်ပွဲစဉ်လို့တော့မထင်ဘူးပေါ့နော်ဒါကျွန်တော်ရဲ့အမြင်ပါဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်တော့ဒါအက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ရင်ခုန်ချင်တာမျိုးတော့ရှိပါတယ်ဆိုတော့အမြင်တူကြလားဗျ comment box မှာအမြင်လေးတွေဝင်မျှပေးသွားခဲ့ကြပါအောင်ဒီပွဲစဉ်ကိုတော့ကြာတာပရိမနက်တနာရီခွဲမှာအားလုံးပဲစောင့်မျှကြည့်ရှုနိုင်ပါတယ်ခင်ဗျဆိုတော့ကြန့်ရှိနေတဲ့ပွဲစဉ်တွေကိုလည်းမမ group မှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ join နေတဲ့ညီကိုတွေ Viber နံပါတ်လေးချပေးထားပါတယ်။ဆိုတော့ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။